C solution ကြည့်မယ်ဆိုလို့ရှိရင် C E or E ရတယ်ရောက်နေတော့135ဒိုရဲ့မီရဲ့ဆိုရဲ့ပေါင်းမှပြချက်ကိုရအောင်အဲ့တော့ဒီမီဒီ3ဒီပါလဲဆိုရင်ဒိုနဲ့ဆိုချားမှရှိလို့လဲမှရှိလို့ပြောပါလေ median လို့ခေါ်လိုက်တာပါအဲ့3မီနောင် median အဲ့တော့ cost တဲ့ခါမှာအလဲကောင်မှရှိတဲ့ကြောင်ပြောပါလေ median လို့ခေါ်ပါတယ်တဲ့နောက် far ဖို့ပေါ့နော် far ကြတော့ပါလို့ဆို sub dominant လို့ခေါ်ပါတယ်အဲ့တော့ဒီမှာကတော့ dominant ဆိုတာတော့ပြောပါဆိုရင်ပြောပါလဲဆိုရင်အရှိမကြိုဖြစ်တာပေါ့ sub ပေါ့နော် sub ဆိုရှေ့မှာကြိုထားတာပေါ့ကြိုဖြစ်နေတာ sub လို့ခေါ်တာပေါ့နော်တခုရဲ့အရှိမအဲ့တော့ဒီ far လည်းဘယ်သူရဲ့အရှိမကြိုရှိနေတာဆိုတော့ dominant ရဲ့အရှိမကြိုပြီးရှိတာနော်သူ့တော့မှာ dominant ရှိတယ်ပေါ့ဗျာအဲ့တော့ dominant ရဲ့အရှိမကြိုရောက်နေတယ်သူ့ပါလဲ sub dominant လို့ခေါ်တာပါနော်အဲ့တော့ far ကို sub dominant လို့ခေါ်ပါတယ်ဆိုတော့နောက်တစ်ခုကပါလာလဲဆိုတော့ဆိုတဲ့ဆိုကြတာ dominant လို့ခေါ်ပါတယ်dominant ဆိုတော့ဘာကြောင့်dominant ခေါ်ဆို dominant ဆိုတာတော့ကြီးစိုးအုပ်စိုးတာပေါ့ဗျာဆိုတော့ဒီ scale တစ်ခုရဲ့ key တစ်ခုရဲ့ chord တွေထဲမှာဒီ9ချိန်မြောက် chord ပေါ့နော်ဆို chord ကပါလေကျန်တဲ့ chord တွေမှာဆိုမိုးတဲ့သဘောရှိတယ်ဗျာဆိုလိုရင်းက C ရဲ့9ချိန်မြောက် chord ဆိုရင် C D E F G အဲ့ဒီ chord ကပါလို့ဆိုရင်သူကပါလေကျန်တဲ့ chord တွေပေါ်မှာသူကပါလေအုပ်စိုးစိုးမိုးရှိလို့သူကပါလို့ဆိုရင်သူကလေအဲ့ဒီ degree မှာဆောင်းတဲ့ဒီက5ဖြစ်တော့ဆိုဒီပါလေ dominant ပြောလိုက်တာเนาะအဲ့တော့ chord တွေက dominant chord ဒီစိုးမိုးထားလို့စိုးမိုးတဲ့ဒီပြတဲ့ကြောင့်dominant လို့ခေါ်တာပေါ့เนาะဒါကပြီးတော့နံပါတ်6လာကိုကြတော့ sub median လို့ခေါ်များဟောဗျဆိုတော့ sub ဆိုတာသိပါပြီကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ရှေ့ကကြိုပြီးရှိနေတဲ့ကောင် sub လို့ခေါ်တယ်ပြီးတော့မှသူကလည်း median ဆိုတော့ဒီမှာလည်းပြန်နေတယ်သူကကြီးတစ်ခုရဲ့သူက၄ချိန်မြောက်ကောက်ကိုတိဆောက်တယ်နော်၄ချိန်ပေါက်ဆိုတော့ C ဆိုလို့ရှိရင် C D E F F ကိုတိဆောက်တဲ့အခါမှာလည်းဆိုတော့ဗာဒီပေါင်းစားတယ်ဆိုတော့fa la do 461 fa la do F ရဲ့ A ရဲ့ C ပေါင်းမှာ F ပေါ်ရတယ် A ဒီတဲ့နော် F နဲ့ C ကြားထဲအလဲမှာရှိတယ်ဆိုတော့ဟောတော့ median လို့ပြောအဲ့တော့ level ဖြစ်သူ median လို့ခေါ်တယ်နော်A note ဒီ F ပေါ်ဆောက်တဲ့အခါမှာအလဲမှာရှိလို့ median ခေါ်တယ်ဒီတော့ F ကလည်းဒါဆို sub dominant ရှိမှပြတယ်ဖိုးက sub dominant ကောဖြစ်တဲ့ကြောင့်သူကလည်း median နဲ့ sub median ဖြစ်သွားတယ် median ရှိမှ sub ထည့်တယ်ဘာလို့ sub dominant ကောဆောက်လို့အဲကြောင့်ပါလေလာကို sub median လို့ခေါ်ပါတယ်ကဲဟုတ်ပြီနောက်ကြတော့ပါလဲဆိုတော့7 degree အဲကြောင့်သူကြတော့ leading tone လို့ခေါ်ပါတယ် leading tone ပေါ့နော်အဲ့တော့ဒါကတော့နည်းနည်းလေးတော့သူကမပြည့်တယ်ဗျာသူပြောရတာနည်းနည်းတော့မပြည့်ပါနော် leading ဆိုတာပါလဲဆိုတော့ဒီတီးပြီးလို့ရှိရင်ဒိုပြန်လာပြန်ပြီးမှုဆောင်တော့တီးပြီးတယ်လည်းပါလေသူပြီးတယ်လည်းငကိုပူလာကိုပြန်လာအောင်ပြန်နော်သူကဥဆောင်တော့ဒါပေမဲ့အခုလို့ရှိတာဒီတီးတဲ့ဒိုကကတ်နေနော်ပြီးတော့ပါလေကတ်ရရှိတာဘိုးတယ်သူကပါဆိုလို့ရှိရင်သူကဒီတော်ပါပြီးတော့သူပါလေ lead လုပ်တယ် leading လို့ခေါ်တော့ပေါ့နော် leading နဲ့တိတ်ပြတော့ပါလေကတ်နေတဲ့ကောင်နော်သူပြီးတယ်လည်းငကိုကောင်ပြန်လာမယ်ဆိုတော့ဒါမှမဟုတ်လည်းသူ့မှာခေါ်လို့ sub octave လို့လည်းခေါ်တယ်ဗျဒီ leading လို့ဆက်ဆိုတာကြိုရှိနေတယ်ဆိုတော့လည်းဘယ်သူရှေ့မှာရှိနေလဲ octave ဆိုတာဒီနောက်တစ်ပြန်တူပြောတာနောက်တစ်ပြန်စီရောအဲ့စီနဲ့အရှိမှာရှိနေတယ် sub octave လည်းခေါ်တယ်တော့မဟုတ် leading note လည်း leading tone လည်းခေါ်ပါတယ်ခုနှစ်တည်းနောက်ဆုံးကြတာပါဆိုရင်ဒိုပြကြတယ်တပြန်တို့တစ်ပေါ်ဆက်လေးပေါ့နော်အဲ့တော့ဘာခေါ်လဲဆိုတော့ octave လို့ခေါ်ပါတယ်တဲ့တပြန်ပေါ့နော်octave ဆိုတာဘာလဲဆိုတော့သူက OCT off ဆိုတဲ့သဘောပါလို့ဆိုရင်8ချိန်ရောက်တော့အဲ့ဒီဒိဗေကိုရတယ်8ဆိုတာဒါကြောင့်သူကနောက်ဆုံးပဲပင်3 4 5 6 8တပြန်8ချိန်တော့ကြားတယ်လို့ဒါကြောင့်သူကပါလေ octave လို့ခေါ်တာအတန်ပြပြီး8ချိန်ရောက်မှကြားတယ်ဒါလို့ပါလေဒီ octave လို့ခေါ်တာနော်အဲ့တော့ဒီဟာလေးတွေကတော့ဒီသူ့ရဲ့လုံနေလေးဆိုတော့တစ်ဆိုရင်tonic နှစ် re ဆိုရင် supertonic 3ပြီဆိုရင် median 4 fa ဆိုလို့ရှိရင် sub dominant 5ဆိုလို့ရှိရင် dominant 6ဆိုလို့ရှိရင်sub median ခုနက leading tone နဲ့အပေါ်တို့ပြန်လာအဲ့ဒါပြန်တို့ကြတော့ octave လို့ခေါ်တာဒါလေးတွေကတော့ကျွန်တော်တို့ theory lesson တွေရပါသွားအဲ့ဒါလေးသိထားတော့စာဖတ်တဲ့အခါမှာ
ဒီနေ့ပို့ပြီးသဘောပေါက်တယ်ပေါ့ဗျာသူဘာကိုပြောနေဆိုတော့ဒါလေးတွေကတော့ဒီသိထိုင်ကောင်းတယ်လေနော်အဲ့တော့ဒီမှာကတော့ကောင်းပါပြီဒီအခန်းမှာလည်းအဲ့ဒီ diatonic အကြောင်းတရားရှင်းပြပြီးပေါ့နော်ပြီးတော့နောက်လာမယ့်အခန်းကျတော့ကျွန်တော် debit TU အဲ့ဒါလေးကျွန်တော်ပြောဖို့ပေါ့နော် okay bye bye